ဘိုးခင်တို့ရွာမှာမကောင်းတဲ့အောက်လန်းနဲ့လူတွေကိုဒုက္ခပေးနေတဲ့လူရှိတယ်အဲ့ဒါကိုကျွန်တော်ကူညီပေးမလို့လာတာအခုအမေကိုဒီကနေပဲကြောလိုက်တော့မယ်အရင်ဆုံးရွာလေကလူမမအိမ်ကိုသွားမယ်ရွာသားတွေရဲ့နှုတ်ဖျားကနေအာမီရိတ်တန်တွေကိုစီထွက်လာခဲ့တယ်အောင်မြတ်သားလူလေးမင်းဘလို့သိတာတော့ရွာမှာလူမမရှိတာဘလို့သိတာလဲအဘိုးခင်ကအောင်မြတ်သားကိုမေးတော့အောင်မြတ်သားကပစောင်လေးတွုံယုံပဲတစ်ချက်ပြုံးလိုက်တယ်မဟုတ်ပါဘူးအဘိုးခင်ရွာတွေကိုမဝင်ခင်ထင်းခုတ်သမားတွေပြောနေတာနှစွန်နှဖျားကြားမိလို့ပါအေးကွယ်ရွာလေကကိုဖိုးလာလီသိတယ်မလားအဲ့ဒါနှာခေါင်းရိုးပေါ်မှာအနာဖြစ်နေတာဆေးတွေလည်းစုံနေပြီရွာကကျမ်းမာရေးမှုနဲ့ကုတော့လည်းမရဘူးအနာကပြီးတစွတ်စွတ်ထွက်နေတာသူလည်းအဲ့ဒီစိတ်ကြောင့်အိပ်ရတယ်လဲနေတယ်အနာကတော့ရောင်ပြီးသွေးပြည်တွေထွက်နေတာပဲရင်မောလာပါပြီကွယ်ကိုဖိုးလာအဲ့လိုဖြစ်တာဘယ်ချိန်တည်းကလဲအေးဘယ်ချိန်ကလဲဆိုတော့လွန်ခဲ့တဲ့9လလောက်ကစဖြစ်တာဖိုးလာရဲ့အိမ်မှာကယုံလိုက်ဖို့ခွေးတွေမွေးထားတာလေအဲ့ဒီမှာဂုတ်ကြားဆိုတဲ့ကောင်ကဒေါ်ဘူးမမွေးထားတဲ့ကြက်ကိုကိုက်လိုက်တယ်အဲ့ဒီမှာပဲဒေါ်ဘူးမနဲ့ဖိုးလာနဲ့စကားများကြတယ်လေနောက်နေ့ကျတော့ဂုတ်ကြားလဲပါဇက်ထဲကအမြုပ်ထွက်ပြီးတော့တီးနေတာအဲ့ဒီနေကလေးကဖိုးလာရဲ့နှာခေါင်းပေါ်ဘက်မှာသွေးစုနာလိုမျိုးအနာတစ်လုံးပေါက်လာတာကွအဲ့ဒီသွေးစုနာကတဖြည်းဖြည်းကြီးလာပြီးတော့အခုဆိုရင်ကွန်တီလုံးလောက်ထိဖြစ်နေပြီလာဖိုးလာအိမ်ရောက်မှပဲလူလေးကြီးလိုက်ပြောပြောဆိုဆိုနဲ့ရွာထဲကိုရှောက်လာရင်ဦးဖိုးလာအိမ်ရဲ့မျက်စောင်းတို့ကိုရောက်လာတယ်ဟဲအောင်မြတ်တာမလားကြည်စမ်းမအောင်ထွားလာလိုက်တာအကြီးလေးကိုမမှတ်မိဘူးလားအကြီးလေးဘူးမလေးဒေါ်ဘူးမကလာပြီးတော့အရင်နှုတ်ဆက်တယ်ဟုတ်ကဲ့မှတ်မိတာပေါ့အကြီးလေးရဲ့ကျုပ်ဘယ်မိမှာလဲအောင်မြတ်တာကအဓိပ္ပာယ်ပါပြန်ပြောလိုက်တော့ဒေါ်ဘူးမတယောက်မျက်နှာကွက်ကနေပြတ်သွားတာကိုအဘိုးခင်ကဖြတ်ကနေပဲတွေးလိုက်ရတယ်အောင်မြတ်သားလေးအခုမှရောက်တာဆိုအခုကဘယ်သွားမလို့လဲခဏနေရင်အကြီးလေးဟင်းလာဖို့မယ်တိုက်ဆန်ကွယ်ဒီနေ့အိမ်မှာကြက်သားကာလာသားဟင်းချက်တယ်ကွယ်ဟုတ်ကဲ့အကြီးလေးကျွန်တော်အခုဦးဖိုးလာကိုခဏသွားကြည့်မလို့သူနေမကောင်းဘူးဆိုလို့လေအော်ဟုတ်လားအဲ့လိုတွေသွားကြည့်မယ်ဆိုတော့မင်းကစေးကူးတက်လို့လားပောက်ကရတွေတော့ရှောက်လို့မနေနဲ့နော်ဒေါ်ဘူးမကခနဲ့တလူလူရီးတလူလူပြောပြီးတော့အိမ်ထဲကိုဝင်သွားတယ်အောင်မြတ်တာကတော့လှောင်ပြုံးလေးပဲတစ်ချက်ပြုံးလိုက်တယ်